ဒီ content ကိုတော့ကျွန်တော်ရဲ့ viewer တယောက်တောင်းဆိုလို့သူ့အတွက်လုပ်ပေးတာဖြစ်ပါတယ်။ကိုမောင်မောင်ကြည့်ကျင်နေဆိုတဲ့ Xiaomi Redmi 8 ဖုန်းလေးအကြောင်းကိုတင်ဆက်ပေးရင်းနဲ့တပါတယ်။ဒီဖုန်းလေးကို second hand အနေနဲ့ဈေးကွက်အတွင်းမှာဝယ်ယူမယ်ဆိုရင်ယခုအချိန်မှာဘယ်ဈေးရှိမလဲဆိုတာကိုပါဖော်ပြပေးလိုက်ပါတယ်။မင်္ဂလာပါ Digital Hub YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဖုန်းကိုဈေးကွက်အတွင်းမှာစတင်မိတ်ဆက်ခဲ့တဲ့အချိန်ကတော့2019ခုနှစ်အောက်တိုဘာ9ရက်နေ့ဖြစ်ပါတယ်။စတင်ရောင်းချခဲ့တဲ့အချိန်ကတော့နောက်ထပ်3ရက်အကြာအောက်တိုဘာ12ရက်နေ့ဖြစ်ပါတယ်။ယနေ့အချိန်မှာတော့ဒီဖုန်း model ကိုဆက်လက်ထုတ်လုပ်ခြင်းမရှိပါဘူး။သူ့ရဲ့ body အရွယ်အစားကတော့အလျား 6.16 လက်မအနံ 2.9 ခွန်လက်မနဲ့အထူကတော့ 3.3 ခွန်လက်မဖြစ်ပါတယ်။ဒီဖုန်းရဲ့အလေးချိန်ကတော့188 gram ဖြစ်ပါတယ်။အရှေ့ဘက်မှာမှန်သားမျက်နှာပြင်ဖြစ်ပြီးအနောက်ဘက်နဲ့ကိုယ်တွေကတော့ plastic ကိုအသုံးပြုထားပါတယ်။ nano sim card 2 ကတ်ကိုထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ display အမျိုးအစားကတော့ IPS LCD display အမျိုးအစားဖြစ်ပါတယ်။ display ရဲ့ကန့်လန့်ပြတ်အရွယ်အစားကတော့ 6.22 လက်မဖြစ်ပါတယ်။ resolution ကတော့920 1520 pixel ဖြစ်ပါတယ်။အချိုးအစားကတော့19အချိုး9ဖြစ်ပါတယ်။ display ကိုကာကွယ်ပေးထားတဲ့မှန်သားမျက်နှာပြင်ကတော့ Corning Gorilla Glass 5 ဖြစ်ပါတယ်။ operating system အနေနဲ့ဒီဖုန်းမှာ Android version 10အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။သူ့ရဲ့ chipset ကတော့ Qualcomm STM439 Snapdragon 439 12nm ဖြစ်ပါတယ်။ CPU အနေနဲ့ octa-core CPU အမျိုးအစားဖြစ်ပါတယ်။ graphic processing unit ကတော့ Adreno 505 ဖြစ်ပါတယ်။ဒီဖုန်းမှာ micro SD card ထည့်သွင်းအသုံးပြုလို့ရတဲ့ slot ပါဝင်ပါတယ်။ဖုန်းရဲ့ capacity တွေအနေနဲ့ 32GB နဲ့ 64GB ရလို့2မျိုးနှစ်စားကိုရွေးချယ်နိုင်မှာဖြစ်ပြီး RAM အနေနဲ့ကတော့ 3GB နဲ့ 4GB ရလို့2မျိုးနှစ်စားကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ဒီဖုန်းရဲ့ main camera ကတော့12 megapixel ရှိတဲ့ camera ဖြစ်ပါတယ်။ LED flash, HDR, panorama အစရှိတဲ့ function တွေကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီ main camera နဲ့ video ရိုက်ကူးမယ်ဆိုရင်အမြင့်ဆုံးထားနိုင်တဲ့ setting ကတော့ 1080 pixel 30 frame per second ဖြစ်ပါတယ်။ဒီဖုန်းရဲ့ selfie camera ကတော့8 megapixel ရှိတဲ့ camera ဖြစ်ပါတယ်။ HDR feature ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီ selfie camera နဲ့ video ရိုက်ကူးမယ်ဆိုရင်လည်းအမြင့်ဆုံးထားနိုင်တဲ့ setting ကတော့1080 pixel 30 frame per second ဖြစ်ပါတယ်။ speaker ပါဝင်ပါတယ်။ဒါအပြင် 3.5mm audio jack လည်းပါဝင်ပါတယ်။ Wi-Fi Bluetooth GPS FM radio အစရှိတဲ့ unique smartphone တွေရဲ့ function တွေအားလုံးပါဝင်ပါတယ်။ဒီဖုန်းရဲ့ main connection အပေါက်ကတော့ USB Type-C 2.0 ဖြစ်ပါတယ်။ဒီဖုန်းမှာ security feature အနေနဲ့ fingerprint ကိုအနောက်ဘက်မှာထည့်သွင်းပေးထားပါတယ်။တပ်ဆင်ထားတဲ့ battery ကတော့ LiPo 5000 mAh battery ဖြစ်ပါတယ်။အဖြုတ်အတက်ပြုလုပ်နိုင်ခြင်းတော့မရှိပါဘူး။ထည့်သွင်းပေးထားတဲ့ charger ကတော့ 18W wire charger ဖြစ်ပါတယ်။ဒီဖုန်းရဲ့အရောင်လေးအနေနဲ့ကတော့ Onyx Black, Ruby Red, Sapphire Blue, Phantom Red အစရှိတဲ့အရောင်၄ရောင်ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ဒီ Xiaomi Redmi 8 ဖုန်းကို second hand ဈေးကွက်အတွင်းမှာရှာဖွေဝယ်ယူမယ်ဆိုရင်ကျပ်ငွေ2သိန်းအောက်ဝန်းကျင်ဈေးနှုန်းနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့တင်ဆက်ပေးနေတဲ့ content လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ခင်ဗျာ။ comment တိုင်းကိုလည်းကျွန်တော်တို့တည်တည်ချာချာဖတ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။တဲ့အနေနဲ့ iPhone တွေ MacBook တွေကိုကြည့်ရှုလေ့လာတာသဘောကျနှစ်သက်တယ်ဆိုရင် Apex Trading လို့ခေါ်တဲ့ကျွန်တော်ရဲ့ဆိုင်လေးကို Facebook မှာဝင်ရောက်လေ့လာလို့ရပါတယ်။ Apex Trading မှာအဓိကအားဖြင့် iPhone, MacBook, iMac, Mac mini အပြင် IT နည်းပညာဆိုင်ရာပစ္စည်းမျိုးစုံကိုအသစ်ရော second hand အနေနဲ့ပါအယောင်းအဝယ်အလဲအထက်ပြုလုပ်ပေးပါတယ်။